အားလုံးမင်္ဂလာပါကျွန်တော်ရန်နိုင်ပါဆိုတော့ကျွန်တော်တို့ဒီ stock အမှာကျွန်တော်တို့ဒီဘောင်ချထုတ်တဲ့အချိန်မှာပေါ့ software ဘယ်လိုပုံစံမျိုးလေးရှိလဲအလန်းစားလေးရှိလဲကျွန်တော်ပြပြကြည့်လိုက်ဆိုတော့ဒါကကျွန်တော်ရဲ့လုပ်ငန်းဒါကျွန်တော်ရဲ့ stock အကောင့်ပါเนาะဒါလုပ်ငန်းရှင်အကောင့်ပေါ့ဆိုတော့အဲ့မှာကျွန်တော် PS ထည့်ဝင်လိုက်ပြီးတော့ဒါလုပ်ငန်းရှင်အကောင့်ဆိုတော့ကျွန်တော်အကုန်မြင်ရတယ်เนาะသက်ဆိုင်ရာဆိုင်ခွဲတွေရဲ့တာဝန်ခံတွေပဲဆိုရင်သူတို့တက်ဆိုင်စာပဲရမယ်ပေါ့เนาะဆိုတော့အမှကျွန်တော်ကတင်ကြီးစေးကကျွန်တော်ချင်းပန်လေးကျွန်တော်ရောင်းပြမယ်ဟုတ်တော့နော်ဒါထားပါတော့ဒါတင်ကြီးစေးရဆိုင်မှာ walking customer ကနေလာဝယ်သွားတာပေါ့နော်ဟုတ်ဒါဆိုကျွန်တော်ရောင်းလိုက်မယ်ဆိုတော့သူက discount မရှိဘူးเนาะဒါပေမဲ့ဒီ round off ဆိုတာလည်းရှိတယ်เนาะ round off ဆိုတာလေးကကျွန်တော်တို့အစွန်းထွက်ကိုရာခိုင်နှုန်းလေးကို short ပေးခြင်းတဲ့ခါကျရင်ဒီဟာလေးတစ်ခလုံးနှိပ်လိုက်เนาะဒါလေးဆိုရင်တမန်တူလား600ရော့သွားပြီနော်ပြောင်းလိုက်မယ်เนาะတမန်600ပြောင်းဝင်လာတူလားဆိုတော့ဒါလေးကျွန်တော် short ထားပေးတယ်ဆိုတော့ payment type ကတော့ဒါ full ပေးသွားတယ်ဟုတ်ကျွန်တော်ကို KP နဲ့ပေးသွားတယ်เนาะ4သိန်း5000 3000ဟုတ်ပြီနော်ဆိုတော့ဒီမှာလာပြီဆိုတော့ကျွန်တော်တို့ဒီမှာကဒါ print เนาะပေါင်ချ print ထုတ်တဲ့ဟာပေါင်ချ print ထုတ်တဲ့ဟာဆိုရင်ဒီမှာ total amount ပါမယ် delivery charge ပါမယ်ပြီးရင် shop ပေးလိုက်တဲ့ဈေးပါမယ်เนาะပြီးရင်သူပေးသွားတဲ့ဈေးပါမယ်ဒါ net ပေးရမယ်ဈေးပမာဏပါမယ်ပေးသွားတာပါမယ်အကျွေးစင်းပေါ့နော် credit ရှိလားမရှိလားပါမယ်ဒီလိုပုံစံလေးထွက်လာမယ် date တွေပဲပေါင်ချ number တွေပဲเนาะဘယ်နေရာရောင်းလိုက်တယ်ဆိုတာပါမယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကprint ထုတ်တယ်ဆိုရင်ကိုကြိုက်တဲ့ form နဲ့ကိုကြိုက်တဲ့paper size နဲ့ကို printer မှာရေးထားလိုက်ရင်သူလိုက်ပြောင်းပေးတယ်ဒါလေးအလိုလျောက် size လေးကိုသူအချိုးလေးကို software ချပေးလိုက်မယ်เนาะအဲ့ဒါစိတ်ပူစရာမလိုဥပမာကျွန်တော်ပြမယ်ဒီမှာဆိုရင် paper size ကเนาะ paper size တွေဒီမှာတွေ့လားเนาะကျွန်တော် paper size တွေ့လား paper size တွေပြောင်းသွားတွေ့လားpaper size သူပဲ software ကို adjust လုပ်ပေးပြီးသားတွေ့လားဒါတော့ heavy တွေပေါ့နော်ဒါတော့ထားပြရုပ်တည်မရှိတဲ့ဟာတွေပေါ့ဒီမနော်တွေ့လားသူ site လေးချိုးပေးတယ်ဆိုတော့ဒါလည်းဆိုရင်ဘာမှစိတ်ပူစရာမလိုပြင် print နှိပ်လိုက်ဒါပဲဆိုတော့ software သူလေးပဲဟို site လေးတွေကိုသူညှိပေးသွားတာเนาะဆိုတော့ဒါလေးလိုက်ကောင်းခဲစရာမလိုဘူးဗျာเนาะဆိုတော့ကျေးဇူးများတင်ပါတယ်